ဒီဗီဒီယိုကိုအခုမကြည့်ရင်နောက်တနေ့ဆလော့ဂိမ်းကြောင့်မင်းအောင်လိုက်ရမယ်လူတော်တော်များများရင်ထဲမှာစူးနေတဲ့စူးတစ်ချောင်းကြောင်းပါအဲ့ဒါကတော့ဆလော့ဂိမ်းပါဖုန်းတစ်လုံးရှိုံနဲ့ငွေနှဲငယ်ရှိုံနဲ့တင်းချီပေါက်နိုင်တယ်ဆိုတဲ့အိမ်မက်အဲ့ဒီအိမ်မက်နောက်ကိုလိုက်ရင်မင်းပါတွေဆုံးရှုံးခဲ့ပြီလေကျွန်တော်တို့ပထမဆုံးသိထားရမှာက slot ဆိုတာကန်ဆန်းတာမဟုတ်ဘူး algorithm လို့ခေါ်တဲ့တင်ချာနည်းအရမင်းကိုရှုံးအောင်လုပ်ထားတဲ့စက်ပါမင်းနိုင်နေတဲ့အချိန်မှာတော့ဆိုင်ရှင်ကပြုံးနေပါတယ်ဘာလို့လဲဆိုတော့မင်းဟာပိုကြီးတာကိုရချင်တဲ့စိတ်နဲ့နောက်ဆုံးမှရှိသမျှအကုန်ပြန်ပေးရမှာကိုသူတို့သိလို့ပါပဲ slot ဆက်တွေကမင်းကိုဘလို့ဆွဲလန်းအောင်လုပ်တယ်လဲသိပ္ပံနည်းအရ nearness လို့ခေါ်ပါတယ်ချက်ပေါ်ပေါက်ဖို့တကွက်ပဲလိုတော့တဲ့အခြေအနေမျိုးကိုခဏခဏဖန်တီးပေးတာပါအဲ့ဒီအခါမင်းဦးနောက်ကငါရတော့မယ်နောက်တစ်ခါဆိုရင်တေချာပေါက်ပြီးသားဆိုတဲ့အမှားကြီးကိုယုံကြည်သွားပါတယ်နောက်တစ်ခုကအလင်းရောင်နဲ့အတန်တွေပါနိုင်တဲ့အခါထွက်လာတဲ့ဆူရှာရှာတန်တွေမီးအောင်စုံတွေကမင်းဦးနောက်ထဲမှာတုတ်ဖက်မတက်ကိုအစမတန်ထွက်စေတယ်ဒါဟာမူရစ်စေးသုံးဆွဲတာနဲ့အတူတူပါပဲပတ်စံရှုံးနေတာတော့အဲ့ဒီအတန်နဲ့အလင်းရောင်ကိုမြင်ရရင်မင်းဟာပျော်တယ်လို့ခံစားနေရတတ်ပါတယ်ဒါဟာပိုင်ရှင်တွေကမင်းကိုထောင်ချောက်ဆင်ထားတာပါရွှေတွေရောက်မိပြီးအမေဆေးဖိုးတွေကုန်ပြီးအလောက်ကပတ်စံတွေတုံးပြီးလို့အချုပ်ကြတော့မယ်ရဆိုတဲ့နောင်နာပေါင်းများစွာသွားထိုးလို့ချမ်းသာသွားတဲ့သူတယောက်မှမရှိပါဘူးဆိုင်ရှင်တွေပဲတိုက်ကြီးတွေနဲ့နေနိုင်တာပါမင်းခုတီစော့နေတော့ဆိုရင်ကိုပြန်မေးပါငါဘဝကဒီဖုန်းမျက်နှာပြင်ထဲမှာပဲကုံဆုံးသွားတော့မှလားလို့အခုချက်ချင်းရက်လိုက်တာဟာမင်းအမျက်ဆုံးပါပဲရှုံးသွားတဲ့ပတ်စံတွေပြန်ရဖို့မကြိုးစားပါနဲ့တော့အဲ့ဒါဟာပိုနှက်တဲ့6ထဲကိုခုန်ဆင်းတာပါဒီနေ့ကစပြီးအတွေ့ကိုဖျက်ပါမိသားစုကိုအချိန်ပေးပါအလုပ်ကိုအာယုံစိုက်ပါတီးချင်းတန်အေးအေးလေးနားထောင်ပြီးစိတ်ကိုအနာပေးပါမင်းဘဝဟာတစ်စက္ကန့်အတွင်းလည်နေတဲ့ slow ရုပ်ပုံတွေထက်အများကြီးပိုတန်ဖိုးရှိပါတယ်အားလုံးပဲအမောင်တွေကရုံထွက်နိုင်ကြပါစေကိုပတ်စံကိုတန်းဖိုးထားကြပါခင်ဗျာ